အခုဒီကျေပြထားတဲ့စာအုပ်လေးက grade 1 and 2 grammar သင်ယူစာအုပ်လေးပဲဖြစ်ပါတယ်အခုဆိုရင် topic number 2လေးက noun ဆိုတဲ့အကြောင်းအရာလေးပေါ့နော် grade 1 and 2 ကလေးတွေက grammar အခြေခံတွေကိုဘာတွေသင်ကြားရမလဲဆိုတာကိုဒီချက်ကမိတ်ဆက်ပေးတာပါဒီချက်မကြခင်လဲ grade 1 and 2 အတန်းလေးတွေတောင်းဆိုနေတာများတာဖြစ်တဲ့အတွက်မကြခင်လဲဒီချက် copy ဖို့ရှိပါတယ်ဒီချက် grade 1 grade 2လေးတွေရော grammar တက်လို့မရဘူးလားဆိုအရင်ဆိုရင်တော့ဒီချက်က visit ပိုင်းမှာက grade 4ကနေစပြီးတက်ခိုင်းတာဆိုတော့မားရီမရှိသေးဘူး grammar 10လေးမရနိုင်သေးဘူးကလေးတွေအတွက်ကမြင့်လွန်းတယ်ပေါ့နော် grammar 10လေးမရနိုင်သေးပါဘူးလို့ပြောထားတာဒါပေမဲ့ဒီချက်ကအဲ့လိုလေးညင်းရတာကိုဒီချက်ကစိတ်မကောင်းဘူးပေါ့နော်မမေဒီကလေးတွေရဲ့လိုအပ်ချက်လေးတွေလည်းပြည့်ဝသွားအောင်ဒီချက်ကဒီလိုဒီကျဲ grammar စာအုပ်အစုံလင်ကိုဒီကျဲမှာကြားထားတယ်ဒီကျဲတန်းခွဲလိုအပ်နေတဲ့တန်းခွဲတစ်လေးတွေကိုထပ်ပြီးတော့ဖြည့်ဆွက်ပြီးတော့ဖွင့်ပေးသွားဖို့စီစဉ်ချထားလိုက်ပါပြီဒါလေးကတော့မကြခင်ခေါ်ယူမဲ့ grade 1 and 2 grammar တန်းလေးပါgrammar တန်းလေးမှာပါတဲ့သင်ခန်းစာလေးတွေပေါ့နော်အမကြည့် noun ဆိုရင် topic number 2က noun အောင်ကြောင်း topic number 1ကဒီချေတို့ article လေးတွေအသုံးကိုသင်ကြားခဲ့ရမှာဒါလေးကတော့ topic number 2 noun လေးတွေအကြောင်းကလေးတွေရဲ့ငယ်ရွယ်တဲ့ကလေးတွေကတော့အများကြီးကြက်စရာမလိုဘူးပေါ့noun လေးတွေကဘာလေးတွေအဲ့လိုရေဘူးကအနေနဲ့ခြုံငုံပြီးတော့သူတို့ပြောပြရမှာပေါ့နော်a noun is a person place animals or thing နဲ့ကလူပုဂ္ဂိုလ်တယောက်ဖြစ်ရင်ဖြစ်မယ်နေရာတစ်ခုဖြစ်ရင်ဖြစ်မယ်ဒရိစံတကောင်ဖြစ်ရင်ဖြစ်မယ်အရာဝတ္ထုတစ်ခုဖြစ်ရင်ဖြစ်မယ်ဒါလေးတွေဟာ noun လို့ခေါ်တယ်ဒါမှဒီချေတို့ grammar မှာဆိုရင်တော့ဒီချေတို့ခေါ်ဆိုစရာအမည်တွေအားလုံးဟာနာနေပဲဒီချေတို့ကအဲ့လိုလေးသင်ကြားတယ်ဒီချေတို့မှာနေရာတွေမှာလူပုဂ္ဂိုလ်တွေမှာ trace တွေမှာအရာဝတ္ထုတွေမှာဒီချေတို့ခေါ်ဆိုစရာနေရာနာမည်အမည်တစ်ခုစီရှိကြတယ်အဲ့လိုခေါ်ဆိုစရာအမည်တစ်ခုစီဟာနာနေပဲနာဆိုတာဒီချေတို့လူပုဂ္ဂိုလ်တွေရဲ့အမည်နေရာဒေသတွေရဲ့အမည် trace တွေရဲ့အမည်အရာဝတ္ထုတွေရဲ့အမည်တွေဖြစ်တယ်အဲ့ဒါဆိုရင် person လူပုဂ္ဂိုလ်လေးမှာဆိုရင် grandfather get Mrs. Lu မောင်မအလိုလေးလာမယ်place နေရာလေးတွေအဲ့ဆိုရင် noun နေရာလေးတွေပြောပြပါအောင်ဆိုရင် house a zoo ဒရိစံယုံ market ဈေးcinema ရုပ်ရှင်ရုံanime လေးတွေပြောပါအောင်သင်လေးတွေပြောပါအောင်ဒီဘက်မှာဆိုရင် exercise 1လေးကိုကြည့်ရအောင်ဒါလေးတွေဆိုရင်လူတရိစံနေရအရာဝတ္ထုတွေကိုဒီခြေတို့ကအဖွဲလေးတွေဖွဲပြီးတော့ဖြည့်ခိုင်းတော့မယ်ဒီမှာဆိုရင်